သစ္စာအချိန်တွေပြောင်းသွားလဲမပြေရသေးတာဆုံနေကြနေရာလေးမှာနေစဉ်မျောနေတာအရင်လုံးမေးရနေလေးတိုးဝဲသလိုပါတရားများကြမှာမပြောနိုင်တဲ့ငါဖြစ်ပါအရာရာမင်းစိတ်နဲ့ငါရဲ့ခန္ဓာသူတီးလေမလားဒီလောင်းကကျွေလွင်အောင်များနေရသလားဟိုဝေးတနေရမှာအသေးထွေနေပြီလားနေမချစ်တော့ဘူးဆိုရင်ဝင်ပြောပါအမနာနဲ့တိုင်တဲ့ထားတဲ့ကလေးတွေငါဖြတ်ပေးမယ်တကယ်မလွမ်းတော့ဘူးဆိုရင်မျောလင်းချက်မပေးပါနဲ့ဒီစကားငါကိုပေးနိုင်လောက်တဲ့စာနာပါအောင်ကွယ်မိတ်ဆက်ပေးကြပါနဲ့ကိုကြီးမင်းခိုင်ရဒီတဲ့ချင်းကိုရေးထားတာပါကိုတဲ့ချင်းတော်တော်များများကိုကိုယ့်ဘာကိုရေးပါတယ်ဒီချင်းရဲ့ဒီချင်းတွေပါချိန်မှန်မှန်ပုံစံတော့လွမ်းနေသူမှာတော့အရင်လိုမင်းပြုံးလေးမြေရောက်ရင်ပေါ်တမြေစီချတို့နှလုံးသားတိုင်းတဲ့တကတိသစ္စာအချိန်တွေပြောင်းသွားလဲမပြတ်ရစေသာဆုံနေကြနေရာလေးမှာနေစဉ်မျောနေတာအရင်လုံးမင်းနဲ့လေးထိုးဝိတ်သလိုပါတရားများချမှာမပြောနိုင်တဲ့ငါအဖြစ်ပါအရာရာမင်းစိတ်နဲ့ငါရဲ့ခန္ဓာသူတီးလေမလားဒီလောင်းလားကျွေလွေအောင်များနေရသလားဟိုဝေးတနေရမှာတင်တွေ့နေပြီလားချစ်တော်ဘူးဆိုရင်ဝင်ပြောပါအမနာနဲ့တိုင်တဲ့ထားတဲ့ကလေးတွေငါဖြတ်ပေးမယ်တကယ်မလွမ်းတော့ဘူးဆိုရင်မျောလင်းချက်ပေးထားနဲ့ဒီစကားငါကိုသိနိုင်လောက်တဲ့ညတာပါအောင်ချစ်တော်ဘူးဆိုရင်ဝင်ပြောပါအမနာနဲ့တိုင်တဲ့ထားတဲ့ကလေးတွေငါဖြတ်ပေးမယ်တကယ်မလွမ်းတော့ဘူးဆိုရင်မျောလင်းချက်ပေးထားနဲ့ဒီအချက်ကငါကိုသိနိုင်လောက်တဲ့ညတာပါအောင်ကွယ်Thank you my brother Thank you ပါခုလိုမြင်ရတာတကယ်ကိုဝမ်းသာပါတယ်ကြည်နူးပါတယ်